What's the sky နော်ရပြပြပေးတော့မှာတော့ DCS ဆွမ်းကြီးစကောက်တော်ဖြစ်တဲ့ကပရိယတန်ချောင်းဖြစ်ပါတယ်ကပရိယတန်ရဲ့လို့ဖြစ်မလားခင်သူကနတန်နီရဲ့အတန်လို့ခေါ်တဲ့လူတစ်ယောက်ဖြစ်ပါတယ်သူကအမေရိကန်စစ်တပ်ရဲ့ကပရိတစ်ယောက်ဖြစ်ပြီးတော့ပထမဆုံးသူ့ကိုစတွေ့တဲ့အချိန်မှာသူကသွေးကောင်းတစ်ယောက်မဟုတ်ခဲ့ပါသူကနိုင်ငံရေးသစ္စာပေါက်တစ်ယောက်ဖြစ်တယ်အစိုးရလက်ဝက်စီမံကိန်းတစ်ခုဖြစ်တဲ့ကပရိယတန်စီမံကိန်းမှာပါဝင်ပြီးအသက်ရှင်ခဲ့မယ်ဆိုရင်ခွင့်လွှတ်မှုရရှိမယ်လို့ပြောခဲ့တယ်ထိုစီမံကိန်းအတွက်အတန်းကိုဂျိုသားတတုတွေနဲ့ဖွဲ့စည်းထားတဲ့ဥပုံစံအရာဝတ္ထုတစ်ခုတည်းဝင်စေခဲ့တယ်ပြီးတော့နျူကလ িয়ার ဘုံတစ်ခုကိုပောက်ကွဲစေခဲ့တယ်ကပတိန်အတန်ကတော့လုံးဝပျက်စီးသွားခဲ့ပါတယ်နှစ်ပေါင်း20နီးပါးကြာပြီးတဲ့နောက်မှာထူးဆန်းတဲ့အရာတစ်ခုကလေပေါ်မှာပေါ်လာပြီးတော့လေတပ်ခြေဆိုင်စကန်ကိုတိုက်ခိုက်ခဲ့တယ်ထို့အရာကပတိန်အတန်ဖြစ်တယ်နျူကလ িয়ার ပောက်ကွဲမှုကဂျိုသားတတုတွေနဲ့သူ့ရဲ့ရေပြားနဲ့ကိုပေါင်းစပ်သွားစေခဲ့တာပြီးတော့အဲ့ဒီဆွမ်းကသူ့ကိုအနာဂတ်တနေရာရောက်သွားစေခဲ့တာအဲ့ဒီအချိန်မှာသူ့ကိုအရင်ကတည်းကရန်ညှိုးရှိခဲ့တဲ့အီလင်းဆိုတဲ့သူကဗိုလ်ချုပ်ဖြစ်နေပါပြီအတန်ကိုတစ္ဆပေါက်ဆိုပြီးတိုင်ခဲ့တာလည်းသူပါပဲသူကကပတိန်အတန်စံတက်မှုမှာတည်သွားပြီလို့ယူဆတဲ့အတွက်သူ့ရဲ့ဇနီးနဲ့လက်ထပ်ခဲ့တာပါသူ့ရဲ့ဇနီးကလည်းမကြမီကွယ်လွန်သွားခဲ့ပါတယ်အီလင်းကကပတိန်အတန်ရဲ့သားသမီး2ယောက်ကိုကိုယ်တိုင်ပြုစုဆောင်ရှောက်ခဲ့တာပါဗိုလ်ချုပ်အီလင်းကကပတိန်အတန်ကိုထိတ်ချုပ်ဖို့ကြိုးစားခဲ့တယ်ကပတိန်အတန်ကိုနိုင်ငံတော်တစ္ဆပေါက်မှုနဲ့ပြည်နှံချမှတ်ထားပြီးတော့သူ့ရဲ့မိသားစုနဲ့ဆက်သွယ်မှုကိုထိတ်ချုပ်ထားလိုက်ဒီလိုနဲ့ကပတိန်အတန်ကိုစစ်တပ်ရဲ့လက်အောက်မှာထားခဲ့တယ်ဒီလိုနဲ့စစ်ဘက်ဆိုင်ရာအေဂျင့်နဲ့စူပါဟီးရိုးအဖြစ်ဘောနှစ်ခုနဲ့ကပတိန်အတန်မွေးဖွားလာခဲ့တယ်နောက်ကောမန့်တစ်ခုဖြစ်တဲ့ New 52 series မှာတော့အနေငယ်ပြုတ်ပြင်တာတွေ့မြင်ရပါတယ်ဒီ comment မှာတော့အတန်လေမှုတစ်ယောက်ဖြစ်တယ်သူကဆက်သွယ်မှုတွေကိုစေတနာဝန်ထမ်းအဖြစ်ပါဝင်ခဲ့တာပါနောက်ပိုင်းဇာတ်လမ်းတွေကတော့အကုန်စင်တူပါတယ် power and validity အကြောင်းပြောပြပေးတော့ပါမယ် quantum energy manipulation သူက quantum စွမ်းရည်တွေကိုကန့်သတ်မရှိဆောက်ယူနိုင်တယ်တိုးလောင်းနိုင်တယ်ပြီးတော့အဲ့စွမ်းရည်တွေကိုပူစွမ်းရည်အလင်းစွမ်းရည်တွေအဖြစ်ပြန်ပြောင်းပြီးတော့ energy blast တွေဖြစ်နိုင်တယ်အရာဝတ္ထုတွေအဆိုင်ခဲတွေဖြစ်လည်းပြောင်းလဲနိုင်တယ် green light ရဲ့စွမ်းအားနဲ့ဆင်တူပါတယ် durability သူ့ရဲ့ခန္ဓာကိုယ်ကဂျိုသားတထုရဲ့ကွန်တန်စွမ်းရည်နဲ့ဖွဲ့စည်းတာအကြောင်း durability မြင့်ပါတယ်အာကာသနဲ့ရေအောက်လိုမျိုးအောက်ဆီဂျင်မရှိတဲ့နေရာမှာလည်းတက်ရှင်နိုင်ပါတယ်သူ့ရဲ့ strength က superman နဲ့ရှင်နိုင်ပါတယ်အခြား ability တွေဖြစ်တဲ့ကျန်တဲ့နိုင်စွမ်းနဲ့အမြန်နှုန်းတွေလည်းရှိပါတယ်ပြီးတော့သူကအပြင်းထန်တိုက်ခိုက်ခံရပြီးထိချုံမှုလုပ်သွားခဲ့ရင်သူ့ရဲ့ခန္ဓာကိုယ်ကနျူကလ িয়ার တစ်လုံးလိုပောက်ကွဲသွားမှာပါဒါပေမဲ့သူကတော့မပျက်စီးပဲပြန်လည်ဖွဲ့စည်းနိုင်ပါတယ်သူ့ရဲ့ healing factor ကပျက်စီးသွားတဲ့အတန်တွေကိုကွန်တန်စွမ်းရည်အနေနဲ့ပြန်ဖြည့်ပေးနေတာကြောင့်ကုသနိုင်စွမ်းမြင့်မားပါတယ်ကပတိန်အတန်ကို Justly Unlimited Young Justice တို့လိုကာတွန်းစီးတွေမှာမြင်တွေ့ရမှာပါ Watchmen ဇာတ်လမ်းတွေကဒေါက်တာမန်အတန်ကလည်းကပတိန်အတန်ကိုမိညမ်းမိရေးထားတာပါကပတိန်အတန်ရဲ့အစွာအကြီးဆုံး version ကတော့ Monarch ဖြစ်ပါတယ်သူက universe တစ်ခုလုံးကိုဖျက်ဆီးနိုင်ရုံနဲ့မကဘဲနဲ့ multiverse တစ်ခုလုံးကိုချိန်ရောက်နိုင်တဲ့အဆင့်ဖြစ်ပါတယ်သူဝတ်ထားတဲ့ Monarch armor ထဲမှာ quantum energy တွေအတိုင်းအဆမရှိပြည့်နေနေတာပါဒါကတော့ကပတိန်အတန်ရဲ့အကြောင်းဖြစ်ပါတယ်ဗျနောက်ထပ် hero တွေ villain တွေနဲ့ comic တွေအကြောင်းသိချင်တော့ like subscribe လေးလုပ်ခဲ့ပေးကြပါအောင်ဗျကျေးဇူးတင်ပါတယ်ဗျ